ပြီးရတဲ့သတင်းပတ်တွေကရခိုင်နဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကမီဒီယာတွေမှာအလေးပေးရေးသားဖော်ပြတာကိုတွေ့ရတယ်။အဲ့ဒါတော့အာရခပြည်မောင်လုံးမျိုးကစနေနေ့တောင်ပတ်ချရဲ့ဂျာမီပလီကြီးပြန်လည်ဖွင့်လှစ်လိုက်ပြီးဆိုတဲ့သတင်းဖြစ်ပါတယ်။အဲ့ဒီသတင်းတက်ပြီးတိတ်မကြခင်မှာပဲအာရခတက်တော်ရဲ့စူးစီးရှုပ်ဖြစ်တဲ့ဘူရှုပ်ထမြင့်နိုင်ကရခိုင်ပြည်ကမွတ်စလင်တိုင်းဝန်းတွေနဲ့တက်ဆုံခဲ့တဲ့ဆိုတဲ့သတင်းတက်ပုံတွေမီဒီယာအသီးသီးမှာနေရာယူလာခဲ့ပါတယ်။တစ်ဖက်မှာလည်းမွတ်စလင်တွေဖြစ်ကြတဲ့ ARSA, RSO တို့လိုအကြမ်းဖက်လက်နက်ကိုင်တွေလည်းရှိနေပါတယ်။အဲဒီတော့အာရခပြည်မှာရှိတဲ့မွတ်စလင်တွေကဘာတွေလဲဘယ်လိုရှိကြလဲဆိုတော့ဒီသတင်းဆောင်းပါးမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ DRCan YouTube channel ကအာရခဒေသနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတက်ဆက်ပေးနေတာမို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာအာရခပြည်ရဲ့မွတ်စလင်တို့အကြမ်းအဖြစ်အုပ်စုနှစ်စုခွဲခြားပြီးမြင်နိုင်ပါတယ်။ပထမတစ်အုပ်စုကအာရခပြည်သူတွေနဲ့ခါစားရကြောင်နေထိုင်တဲ့အုပ်စုနဲ့နောက်တစ်အုပ်စုကအာရခပြည်ကမုံတိုးဒူးသီတောင်ဒေသကိုခွဲထုတ်ပြီးဘာသာရေးရှိပြုတဲ့နေရာဖြစ်ဖန်တီးလို့တဲ့အုပ်စုဖြစ်ပါတယ်။ဒီချင်းစွာနေလို့တဲ့မွတ်စလင်တွေကရခိုင်ပြည်ရှေးခေတ်ကလေးကရခိုင်လူထုနဲ့ဒါဇာရကျစွာနေထိုင်ခဲ့ကြပါတယ်။အာရခတိုင်းပြည်ရဲ့စိုးမွေကောင်းမွေတွေကိုအတူတူခံစားခဲ့ကြပြီးဖြစ်ပါတယ်။ဘာသာရေးရှိပြုတဲ့အုပ်စုကတော့ပြည်ပရောက်ဆွဲရောက်တဲ့ကျိုးကိုင်ရှင်တွေခံရပြီးအကြမ်းဖက်လက်နက်ကိုင်ဖြစ်တဲ့အာဆာတို့ RSA တို့နဲ့ပူးပေါင်းလှုပ်ဆောင်တာကိုတွေ့ရပါတယ်။တစ်ဖက်မှာလည်းအကြမ်းဖက်စစ်ကောင်စီအတွက်စစ်သားစုဆောင်းတဲ့လုပ်ငန်းကိုဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေကတစ်ဆင့်လုပ်ပေးခဲ့ကြပြီးတော့အာရခတပ်တော်ကိုဘက်ပေါင်းစုံကနှောက်ယှက်မှုအသီးသီးပြုလုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။နှစ်ဖက်ပြန်လည်တည်မြဲရေးလုပ်ငန်းတွေကိုမနာလိုမရှုစိမ့်တဲ့အုပ်စုတွေကရှိနေပါတယ်။အဲ့ဒါတော့ပြည်ပရောက်ရိုဟင်ဂျာလိုဘီတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းမှာနေထိုင်ကြတဲ့လူအချို့ပဲဖြစ်ပါတယ်။သူတို့ကအာရခတပ်တော်ရဲ့နှစ်ဖက်ပြန်လည်တည်မြဲရေးလုပ်ငန်းတွေလုပ်တာကိုတိတ်နာလိုရှုစိမ့်ကိုမပေါ်ပါဘူး။အနှစ်ရှုပ်အနေနဲ့ပြောရရင်အာရခဒေသရဲ့မွတ်စလင်တွေကိုကြမ်းဖျက်အဖြစ်အုပ်စုနှစ်စုတွေ့နိုင်ပြီးအုပ်စုတစ်ခုကတော့အာရခဒေသတို့မှာရှိတဲ့လူမျိုးပေါင်းစုံနဲ့တဟဇာတကျစွာနေထိုင်တဲ့မွတ်စလင်တွေဖြစ်ပြီးနောက်တစ်စုကတော့အာရခဒေသလမ်းမြောက်ရေးကိုဘက်ပေါင်းစုံကနှောက်ယှက်ပြုနေတဲ့မွတ်စလင်တွေဖြစ်အုပ်စုနှစ်စုတွေ့နိုင်ပါတယ်